ဒီနေ့မှာတော့ First Strike Channel ရဲ့ပရိသတ်ကြီးအတွက်အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်အကြောင်းအရာလေးတစ်ခုကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။အရာအားလုံးရဲ့အစကတော့ဒီလိုပါ1968ခုနှစ်ဇန်နဝါရီလမှာမြောက်ကိုရီးယားအထူးတပ်ဖွဲ့ဝင်32ဦးဟာတောင်ကိုရီးယားသမ္မတပတ်ချုံကြီးကိုလှုပ်ကြံမှုအိမ်မြတော်စီကိုထိုးဖောက်နိုင်မှုတောင်ကိုရီးယားနိုင်ငံထဲကိုခိုးဝင်လာခဲ့ပါတယ်။ဒါပေမဲ့တောင်ကိုရီးယားအစိုးရဘက်ကသတင်းကြိုတင်ရရှိသွားပြီးတော့ကျူးကျော်လာသူတွေကိုအင်အားအလုံးရင်းနဲ့ပိတ်ဆို့ဖမ်းဆီးပါတော့တယ်။မြောက်ကိုရီးယားတို့ရဲ့လုပ်ကြံရေးမစ်ရှင်အားကျဆုံးသွားခဲ့ရပြီးတောင်ကိုရီးယားတို့ဘက်ကနေမြောက်ကိုရီးယားအထူးတပ်ဖွဲ့ဝင်29ဦးအသေးမိတဦးအရှင်မိဖမ်းဆီးရရှိခဲ့ပါတယ်။လုပ်ကြံရေးမှာပါဝင်တဲ့မြောက်ကိုရီးယားအထူးတပ်ဖွဲ့ဝင်တဦးသာလျှင်မြောက်ကိုရီးယားနိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။လုပ်ကြံမှုကိုဟန့်တားနိုင်ခဲ့ပေမဲ့တောင်ကိုရီးယားအစိုးရအတွက်တော့ဒီဖြစ်ရပ်ဟာငယ်တိတ်မွေပေါက်သလိုဒေါသအမျက်ချောင်းချောင်းထွက်စရာစော်ကားမှုတရဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြောက်ကိုရီးယားကိုပြန်လည်လက်စားချေဖို့အတွက်စစ်စင်ရေးတရဆောင်ရွက်ဖို့စီစဉ်ခဲ့ပါတယ်။တောင်ကိုရီးယားအစိုးရထောက်လှမ်းရေး KCIA ကနေပြီးတော့မြောက်ကိုရီးယားကောင်းဆောင်ကင်ရီဆွန်းကိုလှုပ်ကြံမှုအတွက်အထူးတပ်ဖွဲ့တစ်ခုကိုလျှို့ဝှက်ဖွဲ့စည်းခဲ့ပါတယ်။ဒီလျှို့ဝှက်အထူးတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့တဲ့1968ခုနှစ်ဧပြီလကိုအစွဲပြုတဲ့အနေနဲ့တပ်ဖွဲ့ရဲ့နာမည်ကိုU2684လို့နာမည်ပေးခဲ့ပါတယ်။ U2684အတွက်တပ်ဖွဲ့ဝင်တွေကိုတော့တေတံကြအကျဉ်းသားတွေကိုတေတံမှလွတ်ငင်းချမ်းသာခွင့်နဲ့အလုပ်လက်မဲ့လမ်းတရဲလူငယ်တွေကိုငွေကြေးအမြောက်များပေးမယ်ဆိုတဲ့မက်လုံးနဲ့စီယုံခဲ့ပါတယ်။မြောက်ကိုရီးယားတို့ကျူးကျော်စဉ်ကအတိုင်းတပ်ဖွဲ့ဝင်အရေအတွက်32ဦးပြည့်တဲ့အခါမှာတော့၎င်းတပ်ဖွဲ့ဝင်တွေကိုတောင်ကိုရီးယားနိုင်ငံပိုင်စီလမီဒိုကျွန်းကိုပို့ဆောင်ကစစ်ရေးလေ့ကျင့်မှုကိုစတင်ခဲ့ပါတယ်။ Unit 684အထူးတပ်ဖွဲ့ဝင်တွေဟာစီလမီဒိုကျွန်းပေါ်မှာအလွန်ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်ခန်းများနဲ့ကြုံတွေ့ခဲ့ရပါတယ်။လေ့ကျင့်ခန်းများဟာအလွန်ရက်စက်ပြင်းထန်ခဲ့ပြီးပင်ပန်းနွမ်းနယ်မှုဒဏ်ရာရမှုဖျားနာမှုရေနစ်မှုစီကံဖောက်ဖျက်မှုကြောင့်အပြစ်ပေးကွပ်မျက်ခံရမှုတွေကြောင့်တပ်ဖွဲ့ဝင်32ဦးမှာ9ဦးဟာစီလမီဒိုကျွန်းပေါ်မှာပဲသေဆုံးခဲ့ရပါတယ်။ Unit 684တပ်ဖွဲ့ဝင်တွေကိုစတင်လေ့ကျင့်ပြီး3နှစ်ခန့်အကြာမှာပဲတောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံတို့ရဲ့နိုင်ငံရေးအခြေအနေတွေဟာလည်းပြောင်းလဲလာခဲ့ပါတယ်။နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်လာတာကြောင့်တောင်ကိုရီးယားတို့ဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်ရီဆွန်းကိုလုပ်ကြံမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။ဒါပေမဲ့ Unit 684တပ်ဖွဲ့ဝင်တွေကိုတော့အိမ်ပြန်ခွင့်မပေးဘဲစီလမီဒိုကျွန်းပေါ်မှာပဲဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ Unit 684တပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်ပေးတဲ့သင်တန်းဆရာတွေကိုကလစာနဲ့ရိက္ခာဖြတ်တောက်ထားခဲ့ပါတယ်။အခြေအနေတွေပိုမိုဆိုးဝါးလာတာနဲ့အမျှUnit 684တပ်ဖွဲ့ဝင်တွေကတောင်ကိုရီးယားအစိုးရကသူတို့တပ်ဖွဲ့ကိုလက်စဖျောက်ပစ်တော့မယ်လို့သံသယရှိလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်Unit 684တပ်ဖွဲ့ရဲ့တည်ရှိမှုကကိုရီးယားနှစ်နိုင်ငံရဲ့ကောင်းမွန်လာတဲ့ဆက်ဆံရေးအပေါ်မှာဆိုးကျိုးတွေတက်ရောက်သွားနိုင်တယ်ဆိုတာသူတို့တပ်ဖွဲ့တွေသိရှိသွားလို့ပါပဲ။
1982ခုနှစ်ဩဂုတ်လ23ရက်နေ့မှာတော့စီမီရိုကျွန်းပေါ်မှာအသက်ရှင်ကျန်ရစ်နေတဲ့တပ်ဖွဲ့ဝင်24ဦးဟာ၎င်းတို့အသက်ရှင်တန်ရေးအတွက်စတင်ပုန်ကန်ကြပါတော့တယ်။သူတို့ဟာတင်တန်းဆရာနဲ့ကျွန်းဆောင်စစ်သည်စုစုပေါင်း18ဦးကိုဦးစွာတုတ်တင်ချေမှုန်းခဲ့ပါတယ်။ပြီးနောက်မှာတော့ပို့ဆောင်ရေးလှေတွေကိုအသုံးပြုကာကိုရီးယားနိုင်ငံကျွန်းမကြီးစီကိုဦးတည်ချီတက်ခဲ့ကြပါတယ်။ကိုရီးယားကျွန်းမကြီးကိုပြန်လည်ရောက်ရှိတဲ့အခါမှာတော့အင်ချွန်းမြို့ကနေဆိုးလ်မြို့ကိုသွားတဲ့ခရီးသည်တင်ကားတစ်စီးကိုပြန်ပေးဆွဲပြီးတော့ကိုရီးယားအစိုးရစီကိုတောင်းဆိုမှုတွေလုပ်ဖို့ဆက်လက်ချီတက်ခဲ့ကြပါတယ်။ယူနစ်684တပ်ဖွဲ့ဝင်တွေဆိုးလ်မြို့တော်ထဲကိုဝင်ရောက်လာတဲ့အခါမှာတော့တောင်ကိုရီးယားစစ်တပ်နဲ့တောင်ကိုရီးယားရဲတပ်ဖွဲ့တို့ပူးပေါင်းထားတဲ့ဆိုးလ်မြို့တော်လုံခြုံရေးတပ်ဖွဲ့နဲ့အပြင်းအထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဘတ်စကားပေါ်မှာပဲထွက်ပေါက်မရှိပိတ်မိသွားခဲ့ပါတယ်။ဒါကြောင့်မို့သူတို့ဟာဗဇာကန်ခရီးသည်တွေကိုပြန်လွှတ်ပေးခဲ့ပြီးအစုလိုက်အပြုံလိုက်ကိုတက်တည်သွားခဲ့ကြပါတယ်။ဒီဖြစ်ရပ်ကနေဒဏ်ရာတွေနဲ့အသက်ရှင်ကျန်ရစ်ခဲ့တဲ့ယူနစ်684တပ်ဖွဲ့ဝင်4ဦးသာကျန်ရှိပါတယ်။အဲ့ဒီ4ဦးကိုတော့စစ်ခုံရုံးတင်စစ်ဆေးခဲ့ပြီး1982ခုနှစ်မှာတောင်ကိုရီးယားအစိုးရကတေတံပေးကွက်မြက်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဆိုကြီးကိုတော့တောင်ကိုရီးယားအစိုးရကကွန်မြူနစ်တပုံတွေရဲ့လုပ်ရက်လို့သတင်းလွှတ်ပြီးအဖြစ်မှန်ကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့ပါတယ်။2003ခုနှစ်မှာတော့စီမီရိုဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ပေါ်ထွက်လာခဲ့ပြီးတောင်ကိုရီးယားပြည်သူတွေဟာအမှန်တရားကိုတောင်းဆိုလာကြပါတယ်။ပြည်သူတွေရဲ့အပြင်းထန်တောင်းဆိုမှုကြောင့်နောက်ဆုံးမှာတော့တောင်ကိုရီးယားအစိုးရဟာဖြစ်ရပ်မှန်ကိုဝန်ခံခဲ့ရပါတယ်။2006ခုနှစ်မှာတော့ဒီဖြစ်ရပ်မှာတည်ဆုံးသွားကြတဲ့ယူနစ်684တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကိုနစ်နာကြေးလျော်ကြေးငွေတွေပေးအပ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဆိုကြီးကနိုင်ငံရေးစစ်ရေးအပြိုင်မှုတွေရဲ့အမှောင်ချမ်းကိုမိမောင်းထိုးပြနေတယ်ဆိုရင်လည်းမမှားပါဘူး။နိုင်ငံရေးအာဏာနဲ့စီးစိမ်ချမ်းသာအတွက်မိမိရဲဘော်တွေကိုမိမိတို့ကိုယ်တိုင်ရှင်းလင်းတဲ့အစိုးရမျိုးတွေဟာကမ္ဘာမှာအများအပြားရှိနေပါတယ်။မိတ်ဆွေတို့အနေနဲ့ရောဒီလိုဖြစ်ရပ်တွေပေါ်မှာဘယ်လိုမြင်ပါသလဲ။မိတ်ဆွေတို့သိရှိထားတဲ့အလားတူဖြစ်ရပ်မျိုးတွေရှိရင်လည်းကျွန်တော်တို့ရဲ့ comment box ကနေမျှဝေပေးသွားပါဦးနော်။